နေတော့ယောက်ျားလေးတွေငါပြောမယ်တို့ယောက်ျားလေးရာလေဘဲထားဘူးတဲ့မိန်းကလေးဆိုရင်မကြိုက်ရှင်ကြအောင်စောက်အုပ်ဆိုတာဘလောက်ပဲဟောင်းဟောင်းကိုမဖတ်ဘူးရင်အစ်စ်ပဲတီးဖို့အဲ့ဒါတော့ဟုတ်ပါတယ်ဒါပေမဲ့ငါတို့ဖတ်ချင်တဲ့နေရာပြဲနေရောခမအိမ်မှာအရက်ချက်တဲ့ပစ္စည်းတွေတွေ့ရှိရတဲ့ခမကိုကျုပ်တို့ရေးယူရလိမ့်အဲ့ပစ္စည်းတွေကကျမဖိုးဘွားလက်ထက်နဲ့ပစ္စည်းတွေအခုကျမတို့ချက်မှမချက်တာအဲ့ဒီခမအိမ်မှာအဲ့ပစ္စည်းတွေရှိနေတဲ့အတွက်ခမကိုကျုပ်တို့ရေးယူမှာကျမလည်းရှင်တို့နှစ်ယောက်ကိုလေကျမကိုမတော်တရားမှုနဲ့ပြန်ပြီးရေးယူမယ်ခမကျုပ်တို့ဘာလို့ရလဲလို့ဘာမှမလုပ်ပေမဲ့လှုပ်လို့ရတဲ့ပစ္စည်းရှင်တို့နှစ်ယောက်စီမှာရှိနေတယ်လေဟုတ်ညီမအခုကောင်မလေးဖြစ်ခဲ့မယ်ဆိုရင်ညီမဘာလုပ်မှလဲဟောညီမနှုတ်ခမ်းလေးကိုနဲမှာပေါ့အလျင်လာတာကိုပြောလားဒေါင်းလိုက်တာကိုပြောဟင်ငါပြောတယ်နင်တို့ညာပြီးကြပြီဟုတ်လားဟုတ်ပါတော့ဟုတ်ပါငါတဲနရင်တီးလိုက်ရအို့တော့ကိုရင်ဩကလေညညိုချစ်သူနဲ့ညညိုညားတာနရင်တီးစရာလားတော့ညားရအောင်နင်တို့ကမင်္ဂလာဆောင်ပြီးလို့လားကဲတော့ပဲညညိုမေးပါဦးမယ်တကဘာလုံးမှာခုညားနေကြတဲ့လင်မယားတွေဟာမင်္ဂလာဆောင်ပြီးမှညားကြတာလားညားပြီးမှမင်္ဂလာဆောင်ကြတာလားတော့ကဲနင့်ကိုပဲငါလည်းမေးပါဦးမယ်တကဘာလုံးမှာညားလိုက်ကြတဲ့ဇုံလွဲတွေဟာအကုန်မင်္ဂလာဆောင်ပြစ်ကြတာအကုန်လင်မယားဖြစ်ကုန်